နောက်ထပ်တစ်ပိုင်းမှာတော့ပေါ့နော်လောရှိတော့အရှိမရှိတ်မှုနဲ့ရွေးမှုကိုဒီချာလေးလာပြီးကျွမ်းကျင်ပြီဆိုလို့ရှိရင်အတန်တုံးတွေသွားတယ်ပေါ့နော်တိပ္ပာမှာကအတန်တုံးလေးတိုင်းဖက်ရတယ်အကူဖက်ချင်လို့ထွက်ချင်လို့ထွက်လို့မရဘူးပေါ့နော်အဲဆိုရင်လောရှိတဲ့သူအတန်တုံးတွေကိုလေ့လာကြည့်အောင်နော်အတန်တုံးမှာအခြေခံအဖြစ်တော့၄တန်ရှိတယ်ပေါ့နော်1တန်2တန်3တန်4တန်ဆိုမှရှိရယ်တရုတ်လို့ဆိုရင်တော့ရီရှိန်အော်ရှိန်စန်ရှိန်စစ်ရှိန်ပေါ့နော်ဒီပုံစံလေးကိုဒီရှေ့မြဲပုံစံလေးကိုတစ်တန်ပေါ့နော်ရီရှိန်တစ်တန်ဒီနည်းနည်းတက်ထားတော့ဆိုတော့နှစ်တန်လို့ဖတ်တယ်ဒီနှစ်ရာနေကြတာကို3တန်ဒီလိုလေးနောက်ထိုးပြပုံစံလေးတူပဲပေါ့နော်ဒီလိုအောက်ကိုရှော့ချသွားတာဆိုလို့ရှိရင်ကျတော့4တန်ပေါ့နော်တစ်တန်2တန်3တန်4တန်ဒီပုံစံလေးတိုင်းပဲထွက်ရတယ်ပေါ့နော်တစ်တန်ကတော့ဆိုတော့တန်ဆွဲလို့ပြောတယ်တန်ဆွဲ2တန်ကတန်မြင့်3တန်ကကျတော့တန်လက်ရာကနေပြန်မြင့်သွားတာပေါ့နော်၄တန်ကျတော့တန်ဖိတန်ရော့ပေါ့နော်ဟုတ်ပြီအမှအင်စပါမှာလေးလာကြည့်ရအောင်ဤကရွေ့မှုကအားလို့တန်ထွက်ခဲ့တာပေါ့နော်သူ့ပေါ်မှာဒီပုံစံတင်ကေတလေးတစ်တန်တင်ကေတလေးရှိမယ်ဆိုလို့ရှိရင်တန်ဆွဲမယ်အားအဲ့လိုဆွဲတာပေါ့နော်တစ်တန်ဆိုရင်အားနှစ်တန်ဆိုလို့ရှိရင်အတန်နည်းနည်းလေးမြင့်မယ်အား3တန်ဆိုရင်ကျတော့အတန်လက်ရာကနေမြင့်သွားမယ်၄တန်ဆိုရင်ကျတော့တန်ဖိနောက်ထုတ်ပြတန်လေးနဲ့တူတယ်ဟုတ်ပြီနော်ဒီ၄တန်ကိုပြန်ထွက်ပြမယ်ရလား1တန်2တန်3တန်4တန်ကိုထွက်ချင်လို့ထွက်လို့မရဘူးပေါ့နော်1တန်2တန်3တန်4တန်ကနေပြန်ထွက်ရမယ်ဟုတ်ပြီတစ်ခေါက်လောက်ရှိပြန်ထွက်ပြပေးမယ်1တန်ဆိုရင်တန်ဆွဲမယ်2တန်ဆိုတန်နဲ့မြင့်တယ်3တန်ဆိုရင်နေရာကနေမြင့်မယ်4တန်ဆိုရင်တန်ဖိမယ်အတန်တို့တင်တဲ့ခါမှာလည်းရှောက်တင်လို့မရအောင်လို့ဆိုတော့ရှိမှုနဲ့ရွေ့မှုမှာဆိုလို့ရှိရင်ရွေ့မှုမှာပဲအတန်တုံးတွေတင်လို့ရမယ်ပေါ်ဖောမှာအတန်တုံးတွေတင်လို့မရဘူး ROL မှာပဲအတန်တုံးတွေတင်လို့ရတယ်ပေါ့နော်အင်စမာနောက်တစ်ခုလေ့လာကြည့်အောင် B ကပေါ် A ကအားပေါ်အားပါတော့ဟုတ်ပြီဒါဖြင်းနေပေါင်းတာပေါ့နော်ပေါ်အားပါဟုတ်ပြီတန်တော့ကတော့ဟုတ်သွားပြီဆိုတော့ဘယ်တန်နဲ့ထွက်မှာလဲပေါ့နော်1တန်2တန်3တန်တစ်ချက်ပြန်ကြည့်ရတယ်ဒီမှာ1တန်ဖြစ်တဲ့အတွက်1တန်ပဲထွက်ရမယ်ပေါ်အားပါဟုတ်ပြီနော်ဒီမှာအတန်2တန်ဖြစ်တဲ့အတွက်2တန်တိုင်းထွက်မယ်ပေါ်အားပါ3တန်ဆိုရင်ပေါ်အားပါ4တန်ဆိုရင်ပေါ်အားပါဟုတ်ပြီနော်ကိုထွက်ချင်တယ်လို့ထွက်လို့မရဘူး1တန်2တန်3တန်4တန်ဆိုရင်မှဒီ4တန်ဒီ4တန်ကိုအခြေခံပြီးမှအတန်ထွက်တယ်ပေါ့နော်အတန်ထွက်ကွဲနဲ့အဓိပ္ပာယ်လွဲရလေးရှိရနော်ဒါဖြင်းပေါင်းတာပေါ့နော်ပေါ်ဖောနဲ့ ROL နဲ့ပေါင်းတာရှိမှုနဲ့ရွေ့မှုနဲ့ပေါင်းမှဒီလိုစာလုံးနဲ့တစ်လုံးထွက်လာတာပေါ့နော်ဟုတ်ပြီအောက်မှာဆက်ပြီးမှလေ့လာကြည့်အောင်ထီရထဲအေရအားထဲအားထား1တန်ဒီမှာ2တန်ဆိုတော့ထဲအားထား3တန်ဆိုလို့ရှိရင်ထဲအားထား4တန်ဆိုရင်ထဲအားထားဒီလိုအတန်ထွက်လေးယူတဲ့အခါမှာပေါင်းရင်နဲ့အချင်းဖြစ်သွားလိမ့်မယ်ပေါ့နော်ထဲအားထားဒီနဲ့ဒီတူပဲလဲအားလာ1တန်နော်လဲအားလာ2တန်ဆိုရင်လဲအားလာ3တန်ဆိုရင်လဲအားလာ4တန်ဆိုရင်တန်ဖိမယ်လဲအားလာဟုတ်ပြီနောက်တစ်ခုအန်ကနေအီရအားနေအားနာ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 လေးမှာလားဆိုတော့ဖီကဖောယူကဝူဖောဝူဖ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 ူဟုတ်ပြီနော်ဒါကအင်ဂျမန်အနေနဲ့ပဲပေါင်းပြပြီးတာအကုန်လုံးတွဲလို့ရတယ်ပေါ့နော်ပေါ်ဖောနဲ့ ROL နဲ့ကိုတစ်လုံးချင်းစီတွဲလို့ရတယ်တွဲတဲ့ခါမှာလည်းဆိုတော့အတန်တုံးတွေတင်တဲ့ခါမှာ ROL မှာပဲအတန်တုံးတင်လို့ရတယ်အတန်တုံးတွေကြီးတဲ့ခါမှာလည်း1တန်2တန်3တန်4တန်ကိုတခြားခွဲခြားဖတ်မယ်1တန်ဆိုရင်တန်ဆွဲမယ်2တန်ဆိုရင်တန်မြင့်မယ်3တန်ဆိုရင်တန်နေရာနေမြင့်မယ်4တန်ဆိုရင်တန်ပြက်တန်ဖိပေါ့နော်ဟုတ်ပြီတစ်ခေါက်လောက်ပြန်ရှင်းပြပေးမယ်အဲ့လိုလေးပဲပေါ့နော်ဒါလေးကိုထက်ခါလေးပေါင်းကြည့်ပါနော်အတန်တုံးတွေကိုတခြားလေးမှတ်ကြည့်ပါ1တန်2တန်3တန်4တန်ကွဲအောင်တခြားထွက်ကြည့်ပါနော်ရှင်းနေလို့အခြေခံတခြားကြည့်မယ်အတန်တုံးတွေကိုလည်းဒီတခြားပပိုင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အခြေခံမှာတော့ဆိုတော့လုံးဝပြီးသွားပြီပေါ့နော်ဒါပြီးရှင်းနေပေါင်းတဲ့အဆင့်ပဲလာမယ်အရေးတကြီးနဲ့လို့ဆိုရင်တော့စာရေးရတဲ့အပိုင်းလေးပဲပေါ့နော်အပြောတကြီးနဲ့လို့ဆိုရင်တော့ဒီလောက်နဲ့တည်းလုံးဝအခြေခံဒီ3ခုကတော့ဆိုမဖြစ်မနေရနေရမှာနော်ရှင်းနေပေါင်းတာကြတော့နည်းနည်းချင်းပေါင်းသွားလို့ရတယ်
ရှိမှုရွေးမှုနဲ့ဒီအတန်တုံးအနေထားတွေကိုတစ်တန်နှစ်တန်သုံးတန်လေးတန်တွေကိုတော့မဖြစ်မနေရအောင်လုပ်ပါတစ်ခါလေးလေ့ကျင့်ပါနော်ဒါလေးပိုင်ပါပဲအစိတ်ကန်းတွေကိုဆက်သွားပါ